1480 ခုနှစ်ရိုမေးနီးယားနိုင်ငံရဲ့မင်းသားဖြစ်တဲ့ဘလက်ကအဲလစ်ဇဘက်တာနဲ့လက်ထပ်ခဲ့ပြီးတော့သူ့ရဲ့ချစ်ကိုတသက်ပြတဲ့အနေနဲ့ဘလက်မင်းသားကအဲလစ်ဇဘက်တာကိုတစ်တာလီတစ်လုံးကိုလက်ဆောင်ပေးလိုက်ပါတယ်။ဒီနေ့မှာတော့ကျင်းစာဦးဇနီးမောင်နှံဖြစ်တဲ့ဘလက်နဲ့အဲလစ်ဇဘက်တာတို့ချစ်တင်းနှောနေတော့မှာပဲဘလက်ကိုတိုက်ပွဲအတွက်လိုအပ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ Nice တွေကဘလက်ကိုလာခေါ်သွားခဲ့ပါတယ်။အဲဒီချိန်ကတိုင်းပြည်ဟာစစ်ပွဲတွေဖြစ်ပွားနေပြီးတော့ရန်သူတွေဝိုင်းလာခဲ့တာကြောင့်ဘလက်ကသူ့ရဲ့လူတွေကိုအဲလစ်ဇဘက်တာကိုလုံခြုံတဲ့ရဲတိုက်တစ်ခုစီကိုခေါ်သွားဖို့အမိန့်ပေးလိုက်ပါတယ်။စစ်မြေပြင်မထွက်ခင်မှာပိုရီဟန်မင်းကြီးရဲ့ကောင်းကြီးမင်္ဂလာခံယူပြီးတော့သူ့ရဲ့ဇနီးအတွက်တန်ရှင်းတဲ့ကာဝယ်မှုပေးဖို့တောင်းဆိုပြုလိုက်ပါတယ်။နောက်တစ်ခါမှာတော့ဒေါ်လန်လီအတိုင်းပဲအဲလစ်ဇဘက်တာကိုနေရာသစ်စီကိုလိုက်ဖို့ပေးနေပါတယ်။ကံမကောင်းစွာနဲ့ပဲရန်သူစစ်သားတယောက်ကတစ်ပင်ပေါ်မှာပုံနေပြီးတော့လိုက်ဖို့ပေးတဲ့ကင်းသမားနှစ်ယောက်ကိုမြားနဲ့အမြန်ပစ်လိုက်ပါတယ်။တခြားကင်းသမားတွေကလည်းတိုက်ခိုက်ဖို့ပြင်ဆင်ပြီးတော့အဲလစ်ဇဘက်တာကိုတော့ရှေ့ကိုပဲခီးဆက်စီခဲ့ပါတယ်။တစ်ဖက်မှာလည်းဘလက်ကရန်သူကိုကာကွယ်နိုင်မှုရေနံစီလောင်းကမီးရှို့လိုက်ပြီးတော့စီးတစ်ခုလိုတားစီးတစ်ခုကိုဖန်တီးလိုက်ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုစတင်ပြီးမကြခင်ပါပြီ။နှစ်ဖက်လုံးကလူတွေကအကြဆုံးနေရှိနေပေမဲ့ဘလက်ရဲ့တက်တွေကအသာစီးရနေပါတယ်။တပ်သားတွေရဲ့ကျွမ်းကျင်မှုနဲ့နီးပြွားတို့ကြောင့်တိုက်ပွဲကိုအနိုင်ရယူလိုက်နိုင်ပြီးတော့ဘလက်ကသူ့ရဲ့တပ်သားတွေနဲ့အတူရန်သူဘရင်ရှိမှပဲသူ့ရဲ့လူတွေရဲ့ခေါင်းကိုဖျက်ကလှန်မာတက်ပြီးတော့အောင်မွေးခံနေပါတယ်။အဲဒီချိန်မှာပဲဇနီးဖြစ်သူကလန်ကူးလက်မှာတိုက်ခိုက်ခံရကြောင်းသတင်းရတာကြောင့်ဇနီးကိုရှာဖို့ထွက်လာခဲ့လိုက်ပါတယ်။တစ်ဖက်မှာလည်းအဲလစ်ဇဘက်တာရဲ့နောက်ကိုရန်သူတပ်သားတွေကလိုက်ဖမ်းနေတာကြောင့်လွတ်မြောက်ဖို့အတွက်သူမတတ်နိုင်တဲ့လောက်မြင်းကိုအမြန်စီးပြီးတော့ထွက်ပြေးနေရပါတယ်။ပြေးရင်းနဲ့နင်းနေဖုံးနေပြီးတော့မြေအောက်မှာဝုံဝုံထောင်ချောက်ပေါင်းများစွာရှိတဲ့ဝမ်ဘလီတိုးလို့ခေါ်တဲ့နေရာကိုရောက်လာခဲ့ပါတယ်။တပ်သားနှစ်ယောက်ကတော့အဲဒီထောင်ချောက်တီကြောင့်ပြုတ်ကျသွားခဲ့ပြီးတော့အဲလစ်ဇဘက်တာကတော့ကောင်းကောင်းရှောင်တိန်နိုင်နေစေပါပြီ။နောက်ဆုံးမှာတော့သူမရဲ့မြေကလေးထောင်ချောက်ကိုနင်းမိပြီးတော့ပြုတ်ကျသွားခဲ့ရပါတယ်။ရန်သူစစ်သားတွေကလည်းမြင်းမော်ကနေဆင်းပြီးတော့သူတို့ရဲ့ဓာတ်ကိုအသုံးပြုပြီးတော့ထောင်ချောက်တွေကိုရှာဖွေရှောင်တိန်ပြီးတော့သူမကိုဖမ်းနိုင်ခဲ့ပါတယ်။အဲလစ်ဇဘက်တာလည်းထွက်ပြေးဖို့ကြိုးစားပြီးမြဲထောင်ချောက်တစ်ခုကိုနင်းမိသွားပါတယ်။နောက်ကလိုက်လာတဲ့ဘလက်လေးသူ့ရဲ့မြင်းကထောင်ချောက်ကိုနင်းမိခဲ့တာမလို့ခြေလျင်လိုက်လာခဲ့ပါတယ်။အဲလစ်ဇဘက်တာနဲ့ရန်သူတွေကိုအတွေ့မှာတော့ပထမဆုံးရန်သူနှစ်ယောက်ကိုမြန်မြန်ပဲအနိုင်ယူလိုက်ပါတယ်။ကျန်နေတဲ့ရန်သူတစ်ယောက်ကတော့အဲလစ်ဇဘက်တာစီကိုချီကပ်လာပြီးတော့ဓာတ်နဲ့ထိုးကတက်လိုက်ပါတယ်။ဘလက်တာလေးကျန်တဲ့ရန်သူတစ်ယောက်ကိုအနိုင်ယူပြီးတော့အဲလစ်ဇဘက်တာကိုပွေးဖက်လိုက်တဲ့အချိန်မှာတော့သူမဟာအသက်မရှိတော့ပါဘူး။နောက်တစ်ခါမှာတော့ဘလက်ကပိုရီဟန်မင်းကြီးစီသွားပြီးတော့သူ့ဇနီးကိုမကာကွယ်ပေးနိုင်တာကြောင့်ဖျားသခင်ကိုပြစ်တင်ဝေဖန်လိုက်ပါတယ်။ဘလက်ကသူဟာတိုက်ပွဲတွေမှာလူတွေအများကြီးတက်ခဲ့ပေမဲ့အပြစ်ကင်းတဲ့ဇနီးကိုတော့ပြန်လို့ခြင်းကြောင့်ပိုရီဟန်မင်းကြီးကိုတောင်းဆိုနေပါတယ်။ဒေါသထွက်ပြီးတော့စိတ်မထိန်နိုင်တော့တဲ့ဘလက်ကပိုရီဟန်မင်းကြီးကိုတက်ပြီးတော့သူ့ရဲ့ဇနီးကိုပြန်ခေါ်လာမပေးနိုင်ရင်တော့ဖျားသခင်နောက်ကိုမလိုက်တော့ဘူးလို့ဆိုပါတယ်။ယိုဒီရဲ့အခန်းထဲကိုလီဝင်လာပြီးတော့သခင်ယေရှုရုပ်ထုကသွေးမြေကြီးကျလာတာကိုဘလက်ကတော့ကျဉ်နဲ့နေတဲ့ပုံမှာပဲအနေနဲ့ဖြစ်တော့မှာကိုစိုးရိမ်နေတဲ့သူ့ရဲ့တပ်သားတွေကလည်းဖျားเจ้าတွေကနေဆွဲထုတ်သွားခဲ့ရပါတယ်။နှစ်ပေါင်း400ကြာပြီးတဲ့နောက်ပြင်သစ်နိုင်ငံမှာခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဆေယောဂဆေးရုံတစ်ခုကိုတွားရောက်ပြီးတော့ဒေါက်တာဒီယွန်နဲ့စကားပြောခဲ့ပါတယ်။ဒေါက်တာဒီယွန်ကသူ့မှာအင်္ဂလန်ဘရင်မကြီးတော်စိုးရိမ်ပူပန်စီတဲ့ကိစ္စတစ်ခုရှိရလို့ဆိုပြီးတော့ဆေးရုံရှောက်လန်းတိုင်းလမ်းလျှောက်လာကြပါတယ်။လမ်းတစ်လျှောက်မှာလည်းဆေယောဂဝေဒနာတွေကပုံမှန်မဟုတ်တဲ့အပြုအမူမျိုးမျိုးလုံးနေကြပြီးတော့ဆရာဝန်တွေကခက်ကြမ်းကြမ်းထိန်းချုပ်နေရပါတယ်။နောက်ဆုံးကတော့သူတို့ကလျှို့ဝဲတကားတစ်ခုကိုဖွင့်လိုက်ပြီးတော့တန်ကြိုးများနဲ့ချုံနှောင်ထားပြီးတော့မာရီယာကိုချီနှောင်ထားတဲ့အလုံပိတ်အခန်းထဲကိုရောက်လာခဲ့ပါတယ်။သူမကအီတလီလူမျိုးဖြစ်ပြီးတော့မိဖုရားရဲ့တူဖြစ်သူနဲ့ဆေးဆက်ထားသူဖြစ်ပြီးတော့ဖះเจ้าမှာမင်္ဂလာမဆောင်ကျင်တာကြောင့်အိမ်မှာပဲမင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ်။သို့တော်လည်းသူတို့သားမင်္ဂလာပွဲကိုကောင်းကြီးပေးဖို့ဘုန်းတော်ကြီးတစ်ပါးကိုပြင်းဆောင်လာတာကြောင့်ဘုန်းတော်ကြီးကိုမြင်လိုက်ရတဲ့မာရီယာအတော်လေးထိတ်လန့်သွားကြောင်းဒေါက်တာဒီယွန်ကရှင်းပြပါတယ်။စီမဒန်နီကတော့သူမဟာ1959ခုနှစ်မှာမွေးဖွားတယ်လို့ဆိုပေမဲ့တကယ်တော့သူမအသက်က130ရှိပြီလို့ဒေါက်တာဒီယွန်ကဆိုပါတယ်။သူမကအသက်130ရှိပြီဖြစ်ပြီးတော့ဖះသခင်နဲ့လေဓာတ်မတည့်တာကြောင့်မကောင်းဆိုးဝါးတစ်ကောင်များဖြစ်နေသလားလို့တန်တရားဝင်နေတာပါ။သူတို့စကားပြောနေတော့မှပဲမာရီယာထလာခဲ့ပြီးတော့ချီနှောင်ထားတဲ့တန်ကြိုးတွေကလွတ်မြောက်ဖို့ယုံနေတော့မှပဲဘုန်းတော်ကြီးကမာရီယာရဲ့သွားရီကိုသတိထားမိပြီးတော့ယူရီရဲ့စစ်ဆေးကြည့်လိုက်တာသူမကသွေးဆုပ်ဖုတ်ကောင်လို့မှတ်ချက်ချလိုက်ပါတယ်။သူမဟာအသက်ရှင်ရဲ့ဖမ်းမိတဲ့ပထမဆုံးသွေးဆုပ်ဖုတ်ကောင်ဖြစ်ပြီးတော့သူတို့ဟာတဘာဝလင်းအောင်ကိုကြောက်ကြတယ်လို့ရှင်းပြနေပါတယ်။အဲ့ဒါကိုသက်သေပြဖို့အတွက်ပရိမောက်ကိုဖွင့်လိုက်တော့နေအောင်ကြောင့်သူမရဲ့အသားရည်တွေကိုချက်ချင်းလောင်ကျွမ်းစေခဲ့ပါတယ်။အဲ့ချိန်မှာပဲဘုန်းတော်ကြီးကလက်ဝါးကတ်တိုင်တစ်ခုကိုသူမရဲ့မျက်နှာရှိမှမြောက်လိုက်တဲ့အခါမှာတော့လက်ဝါးကတ်တိုင်ကိုမီးလောင်သွားခဲ့ပါတယ်။အဲ့နောက်ဘုန်းတော်ကြီးကဒေါက်တာဒီယွန်ရဲ့လက်ထောက်ဆိုင်မွန်ရဲ့လက်ကသွေးကိုဖောက်ပြီးတော့မာရီယာရဲ့ပါးစပ်ထဲကိုထည့်ပေးလိုက်ပါတယ်။သူမနဲ့ယဉ်ကျေးမှုရလာတဲ့အခါမှာတော့ဘုန်းတော်ကြီးကသူမကိုသွေးဆုပ်ဖုတ်ကောင်ဖြစ်စေခဲ့တဲ့ကြိုက်ရတစ်ခုကိုတွေ့လိုက်ရပါတယ်။ဘုန်းတော်ကြီးကနှစ်ပေါင်းများစွာသွေးဆုပ်ဖုတ်ကောင်အနေနဲ့လေးလာတိုက်ခိုက်မှုပြုလုပ်ခဲ့ပေမဲ့စတင်ခဲ့တဲ့သူကိုတော့ခုထိမတွေ့ရသေးဘူးလို့ဆိုပါတယ်။အဲ့ဒီအချိန်မှာပဲသွေးဆနေတဲ့မာရီယာပထမဆုံးသွေးဆုပ်ဖုတ်ကောင်ဟာသူမရဲ့တခင်မဲလို့ဆိုပြီးတော့သူဟာမကြခင်မှာပဲမြို့ကိုလာပြီးတော့သူ
သူ့ရဲ့မင်းသမီးလေးကိုလာရှာလိမ့်မယ်လို့ဆိုပါတယ်နောက်တစ်ခါမှာတော့ရှေ့နေဂျွနသန်ဟာညဘက်မှာတောအုပ်တစ်ခုကိုဖျက်ပြီးတော့ခီးသွားနေပါတယ်ယိုဒီရဲ့ရင်မောင်းကကားကိုရက်လိုက်ပြီးတော့ဝင်းမလီတွေထွက်လာတော့မှမလို့ရှေ့ဆက်လို့မရတော့လို့ဆိုတာကြောင့်ဂျွနသန်ဟာသူ့ရဲ့ခီးဆောင်အိမ်နဲ့မီးတို့တစ်ချောင်းကိုကင်ပြီးတော့ခြေလျင်ခီးဆက်လာခဲ့ပါတယ်ဒီလိုနဲ့သူဟာကြီးမားတဲ့နန်းတော်ပုံသဏ္ဍာန်အဆောက်အဦတစ်ခုကိုတွေ့လိုက်ရပြီးတော့အထဲကိုဝင်ကြည့်တဲ့အခါမှာတော့သူဝင်လာတဲ့တကားအလိုလျောက်ပိတ်သွားခဲ့ပါတယ်နောက်ထပ်တကားတစ်ခုကလေလူလူပွင့်လာခဲ့ပြီးတော့လျက်စီးလက်တလို့လင်းရောင်တစ်ခုနဲ့အတူလူတစ်ယောက်ကိုမြင်လိုက်ရပြီးချက်ချင်းပဲပြန်ပြီးတော့မောင်းသွားခဲ့ပါတယ်ခဏကြာမှပဲသူ့ရဲ့နောက်ကအဖိုးကြီးတစ်ယောက်ရိုးရီးရဲ့ပေါ်လာခဲ့တာကြောင့်ထိတ်လန့်သွားခဲ့ရပါတယ်အဖိုးကြီးကမီးအိမ်ကိုဖွင့်လိုက်ပြီးတော့သူ့ကိုယ်သူဗလက်မင်းသားဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်အဲဒီနောက်မှာတော့အစားအသောက်တွေနဲ့ကြိုတင်ပြင်ဆင်ထားတဲ့ဇပွဲရှိရာကိုခေါ်လာခဲ့ပြီးတော့ဂျွနသန်ကိုကျွေးမွေးအခန့်လိုက်ပါတယ်ဂျွန်လည်းရတာရှိတဲ့အစားအသောက်တွေဖြစ်တာမလို့သူရှိရစားစရာတွေကိုကိုအောင်စားပစ်လိုက်ပါတယ်အဖိုးကြီးကလည်းသူရှိရပကံကိုဂျွန်စီကိုပေးဖို့ပကံကိုမထိဘဲနဲ့လက်လေးနဲ့ဝေရမ်းလိုက်အောင်နဲ့ပကံကဂျွန်စီကိုရောက်သွားခဲ့ပြီးတော့ဂျွန်ကတော့ဒါကိုမျက်လက်တစ်ခုလိုပဲထင်မှတ်နေပါတယ်ဂျွနသန်ကတော့သူ့အိတ်ထဲကစာရွက်စာတမ်းတွေကိုထုတ်ယူနေပြီးတော့သတိမထားမိလိုက်တဲ့အချိန်မှာပဲအဖိုးကြီးကကြွက်တကောင်တက်လိုက်ပြီးတော့သူ့ရဲ့သွေးခွက်ထဲကိုထည့်ကတောက်လိုက်ပါတယ်ဂျွန်ကသူတောင်ဝင်ထမ်းဆောင်နေတဲ့ပါရီမျိုးကဖုံးတော်ကြီးကျောင်းတစ်ကျောင်းကိုဝယ်ယူပြီးစေးရုံဖြစ်ပြောင်းလဲပစ်ဖို့ကြိုးစားနေကြောင်းဖိုးကြီးကိုရှင်းပြပါတယ်။တစ်ဆက်တည်းမှာပဲနောက်ထပ်စာရွက်စာတမ်းတွေကိုထုတ်ယူဖို့လုပ်လိုက်တဲ့အချိန်မှာတော့အိမ်ထဲကနေလဝါကတိုင်တစ်ခုပြုတ်ကျလာတာကိုဖိုးကြီးကတွေ့လိုက်ရတော့ဂျွန်ကိုယုံကြည်သူလားလို့မေးလိုက်ပါတယ်။ဂျွန်ကမဟုတ်ပါဘူး။သူ့ရဲ့ဆရာပေးထားတာလို့ပြန်ပြီးတော့ဖြေပါတယ်။အဖိုးကြီးကသူ့ရဲ့အစွမ်းကိုအသုံးပြုပြီးတော့လဝါကတိုင်ကိုမီးဝရဲထည့်ပြီးတော့မီးရှို့ပစ်လိုက်ပါတယ်။ခဏကြာမှတော့အိတ်ချိန်ရောက်ပြီလို့အသိပေးပြီးတော့ဂျွန်ကိုအိတ်ခမ်းရှိရာကိုခေါ်လာပါတယ်။အိတ်ခမ်းထဲရောက်မှတော့ညဘက်အပြင်မထွက်ဖို့မှာခဲ့ပြီးတော့ထမင်းစားကနေပြန်ပြီးတော့ဂါကွိုင်းတစ်ကောင်ကိုဂျွန်းကိုစောင့်ကြည့်နေဖို့မှာခဲ့ပြီးတော့တချင်းတစ်ပုတ်ဖွင့်လိုက်ပါတယ်ဂျွန်းကစာအုပ်တို့ကိုတွေးလိုက်ရတာကြောင့်ကောက်ဖက်ကြည့်လိုက်တော့ရေးတိုက်သမိုင်းအကြောင်းကိုရှင်းပြထားတဲ့စာအုပ်ဖြစ်နေပါတယ်စာအုပ်ထဲမှာတော့မင်းသားပလက်ရဲ့ငယ်ရွယ်တဲ့ပုံမဲပါပြီးတော့မင်းသမီးအဲလီဇဘက်တာရဲ့ပုံတူကတော့မတွေ့ရပါဘူးနောက်တစ်ခါမှာတော့ဖုန်းတော်ကြီးကမာရီယာရဲ့ချစ်သူဟင်နရီစီကိုတွားရောက်ပြီးတော့မာရီယာရဲ့ကျမ်းမာကြီးကကောင်းမွန်ပေမယ့်မကောင်းဆိုးအောင်ဖယ်ရှားဖို့အတွက်တော့စူးစမ်းနေစေဖြစ်ကြောင်းရှင်းပြပါတယ်အဲတော့မာရီယာနဲ့ပတ်သက်တဲ့တဲလွန်စားတချို့ရဖို့အတွက်ဖုန်းတော်ကြီးကမာရီယာနေခဲ့တဲ့အခန်းထဲကိုဝင်ရောက်စစ်ဆေးကြည့်ပါတယ်။သူမရဲ့သုံးဆောင်တွေကအဲလီဇဘက်တာရဲ့ပုံတူပါရဲ့စာအုပ်တို့ကိုတွေ့လိုက်ရပါတယ်။တစ်ဖက်မှာလည်းဂျွနသန်ကအခန်းထဲကထွက်ပြီးတော့ပတ်ဝန်းကျင်ကိုရှောက်ကြည့်နေတော့မှမီးအောင်တစ်ခုကိုသတိထားမိပြီးတော့အဲ့ဒီကိုဝင်သွားကြည့်တော့စိတ်လို့ရှားစရာကောင်းတဲ့လှေကားအနေနဲ့စဉ်မြေအောင်ခန်းထဲကိုရောက်ရှိသွားခဲ့ပါတယ်။မြေအောင်ခန်းရဲ့လေတေးမှာအခေါင်းတစ်လုံးကိုတွေ့လိုက်ရပြီးတော့ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့အိပ်ပျော်နေတဲ့အဖိုးကြီးကိုတွေ့လိုက်ရပါတယ်။အဖိုးကြီးကိုငုံကြည့်နေတော့နောက်ကနေဂါခွိုင်းတစ်ကောင်ကတိုက်ခိုက်တာကြောင့်လဲကျသွားခဲ့ပါတယ်။ဂျွန်တယောက်တတိယလာတဲ့အချိန်မှာတော့တန်ကျိုးနဲ့ချီကဇောက်ထိုးဆွဲထားလျက်ဖြစ်နေပါတယ်။အဖိုးကြီးကဂျွန်ရဲ့လယ်မင်းကိုလီးဖြတ်လိုက်ပြီးတော့ကြားလာတဲ့သွေးကိုပကံနဲ့ခံထားလိုက်ပါတယ်။ဂျွန်ကလည်းဖျားသခင်ကဘာလို့ဒီလိုမကောင်းဆိုးအောင်ဖန်ဆင်းထားလိုက်လို့ရည်ရွံ့နေပြီးတော့အဖိုးကြီးကတော့လောင်ပြောင်ရီမောနေပါတယ်။ဂျွန်နသန်ကအဖိုးကြီးရဲ့အကြောင်းကိုသိချင်နေပြီးတော့တောင်းဆိုမှုတစ်ခုပြုကအဖိုးကြီးရဲ့အကြောင်းကိုမေးလိုက်ပါတယ်။အဖိုးကြီးကဂျွန်ကိုတွဲလောင်းချိတ်ထားနေပြီးတော့တန်ကျိုးကိုဖြီးပေးလိုက်ပြီးတော့သူ့ရဲ့ဘဝအကြောင်းကိုပြန်ပြောနေပါတယ်။အဖိုးကြီးကဗလက်မင်းသားဘဝတုန်းကအဲလီဇဘက်တာရဲ့ဇာဗနာအခမ်းအနားကိုပြန်လည်မြင်အောင်နေပြီးတော့တန်းစင်တဲ့ဝင်းကြီးတွေကပြန်လည်ဝင်စားနိုင်တာကိုသူသိတာမလို့အဲလီဇဘက်တာရဲ့ဝင်းကြီးကိုရှာဖွေဖို့နှစ်ပေါင်းများစွာကြိုးစားခဲ့ရကြောင်းရှင်းပြပါတယ်။တကယ်တော့ခန္ဓာကိုယ်အသစ်နဲ့ဘဝပေါင်းများစွာကြော်ဖြတ်ခဲ့ပြီးဖြစ်တဲ့ဝင်းကြီးတစ်ခုကိုရှာဖို့ဆိုတာမလွယ်ကူပါဘူး။သူကလူသားတွေမနာလို့ဖြစ်တဲ့အထိအသက်ရှင်နေပြီးတော့ကိုယ်တိုင်လည်းအထီးကျန်နေလို့ခံစားရတာကြောင့်တေဖို့အချိန်ချင်းကြိုးစားခဲ့ပေမဲ့မတည်ခဲ့ပါဘူး။တနေ့မှာတော့ဘလက်ကအဲလီဇဘက်တာရဲ့အုပ်ကူပေါ်မှာအိပ်ပျော်သွားခဲ့ပြီးတော့နောက်နေ့မနက်နိုးလာတဲ့အချိန်မှာတော့အဲလီဇဘက်တာကိုပဲတွေ့အောင်ရှာဖို့ဆုံးဖြတ်လိုက်ပြီးတော့အစီအစဉ်တစ်ခုကိုရေးဆွဲလိုက်ပါတယ်။သူကရာဇဝတ်နေ့တစ်ခုကြောင်းကဘာတဝမ်းကနာမည်ကြီးပန်းဦးကြီးနေစီကိုတွားရောက်ခဲ့ပြီးတော့အလားဆုံးနဲ့မော်ဆန်ဆုံးပန်းတွေကိုအသုံးပြုပြီးတော့အနံတစ်မျိုးကိုတီထွင်နေပါတယ်။အီတလီရောက်မှာတော့အီတလီရေမွေးတစ်ခုကိုတီထွင်ခဲ့ပြီးတော့ရေမွေးကိုဆွတ်ဖြန်းပြီးတော့မိန်းမတွေရှိအောင်သွားခဲ့ပါတယ်။ရေမွေးနဲ့ကိုရလိုက်တဲ့မိန်းမတွေကသူ့နောက်ကိုလိုက်လာကြပါတယ်။ရေမွေးရဲ့နဲ့ကအလွန်ဆွဲဆောင်မှုရှိရမလို့ပါတီခုကိုသွားပြီးတော့ရေမွေးကိုအသုံးပြုကသူ့ရဲ့ထိန်းချုပ်မှုအောက်မှာလူတိုင်းကိုတပြိုင်နက်တည်းကခုန်နိုင်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ဒီနေ့ဘာဆိုင်နန်းတော်ရဲ့ပါတီတစ်ခုမှာဘလက်ကအဲလီဇဘက်တာကိုတွေ့ပြီလို့ထင်ခဲ့ပေမဲ့တကယ်တော့သူ့ရဲ့ဇနီးမဟုတ်ပါဘူး။အဲ့ချိန်မှာပဲရက်ဒီကာမဂုဏ်အာယုန်နေနဲ့ပျော်စရာကောင်းနေပြီမဲ့တကယ်ချစ်စစ်တော့မဟုတ်ဘူးဆိုတာကိုနားလည်လိုက်ပါရီ။သူကအဲလီဇဘက်ကိုရှာဖွေဖို့ရက်လိုက်ပြီးတော့သူမအတွက်တစုံတစ်ခုကိုလှုပ်ဆောင်ပေးဖို့ဆုံးဖြတ်လိုက်ပါရီ။အဲ့ဒါတော့ပါတီအတွင်းကမာရီယာအပါဝင်အမျိုးသမီးအလုံးကိုသွေးဆိုးဖုတ်ကောင်ဖြစ်စေဖို့ပဲဖြစ်ပါရီ။အဲ့တော့ဘလက်ကအဲလီဇဘက်ရဲ့အုပ်ကိုပြန်သွားခဲ့ပြီးတော့အခေါင်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ဇနီးရဲ့အယိုးသာကြံတော့တာကိုတွေ့လိုက်ရပါရီ။စိတ်တွေရှုပ်ထွေးသွားတဲ့ဘလက်ကအဲ့ဒီအချိန်ကစပြီးတော့သူ့ရဲ့နန်းတော်တွေကနေဘယ်မှမသွားတော့ဘူးဆုံးဖြတ်လိုက်ပါရီ။ဒါပေမဲ့သူ့ရဲ့သွေးဆိုးဖုတ်ကောင်တွေကတော့ဆက်လက်ရှာဖွေမှုတွေပြုလုပ်နေစေဖြစ်ပြီးတော့ဂါခွိုင်းကောင်ကတော့သူ့ရဲ့အစီကံဖြစ်ရှိနေကြောင်းကိုဂျွနသန်ကိုရှင်းပြလိုက်ပါရီ။ဂျွနသန်ကလည်းသူ့မှလည်းစိစက်ထားသူရှိတာမလို့အဖိုးရဲ့ချစ်ချင်းမြတ်တာကိုနားလေတယ်လို့ခံစားပေးလိုက်ပါရီ။
တဆက်ထဲမှာပဲသူ့ရဲ့လောကက်တွေဟာချစ်သူမီနာရဲ့ပုံကိုပြလိုက်တော့အဖိုးကြီးကအဲလီဇဘက်တာပြန်ဝင်စားတာလို့ချက်ချင်းခံစားလိုက်ရပါတယ်အဖိုးကြီးကဗလက်မင်းသားဘွားတော်ကသူ့ရဲ့ဇနီးဖြစ်ခဲ့သူနဲ့ပြန်လည်တွေ့ခွင့်ပေးလို့ကျေးဇူးတင်ကြောင်းပြောပြီးတော့ဂျွန်ကိုလည်းအသက်ချမ်းသာပေးလိုက်ပါတယ်အဲ့နောက်ဂါခွိုင်းကောင်တွေကိုခေါ်ပြီးတော့အဲလီဇဘက်တာနဲ့မတွေ့ခင်လှပနေဖို့အတွက်သွေးတွေအများကြီးယူလာပေးဖို့ပြောနေပြီးတော့ပျော်ရွှင်နေပါတယ်နောက်တစ်ခါမှာတော့ဖုန်းတော်ကြီးကမာရီယာရဲ့ခန်းထဲကရှာတွေ့ခဲ့တဲ့ပုံကိုဒေါက်တာတီယွန်ကိုပြနေပါတယ်မာရီယာပြောတဲ့သွေးဆုပ်ဖို့ကောင်ကိုစတင်ခဲ့သူတနည်းအားဖြင့်ရှင်းနေဂျွန်နသန်ကိုဖမ်းထားတဲ့အဖိုးကြီးကိုဖမ်းဆီးဖို့ဆိုရင်ဒီပုံထဲကအမျိုးသမီးနဲ့တူတဲ့တယောက်ကိုရှာမယ်လို့ဆိုပြီးတော့ကျန်းစာအုပ်ထဲမှာဖျားသခင်ကိုစော်ကားသောမှုကိုပြုသောသူတို့ကိုတည်တံပေးနိုင်ကြောင်းနဲ့သို့သောအပြစ်ကိုသိပြီးတော့နောင်နာရပြင်ဆင်လိုတဲ့သူတွေကိုလည်းခွင့်လွှတ်ပေးတဲ့ကြောင်းဖတ်ပြနေပါတယ်ဆိုလိုတာသွေးဆုပ်ဖို့ကောင်စတင်သူကိုတက်လိုက်ရင်သူဖန်တီးခဲ့တဲ့သွေးဆုပ်ဖို့ကောင်အားလုံးကလူသားပြန်ဖြစ်သွားလိမ့်မယ်လို့ဆိုလိုတာပါအဲ့ဒီမှာပဲဆိုင်မွန်ကစပွဲဘွားပုံကိုမြင်လိုက်ရတာကြောင့်အဲ့ဒီပုံတွေကမျိုးသမီးနဲ့တူတဲ့သူကိုဖုန်းတော်ကြီးနဲ့ဒေါက်တာဒီယွန်ကိုပေးတွေ့လိုက်ပါတယ်တကယ်တော့သူမဟာဂျွန်နသန်နဲ့ဆေးဆက်ထားသူဖြစ်တဲ့အပြင်မာရီယာရဲ့တငယ်ချင်းလေးဖြစ်ကြောင်းရှင်းပြပါတယ်သူနဲ့မာရီယာလွန်ခဲ့တဲ့နှစ်အနေငယ်တုန်းကပါတီတစ်ခုမှာစသီးခဲ့ကြတာဖြစ်ပြီးတော့စသီးကလေးကယင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ကြပြီးပါတီထဲမှာဖုန်းတော်ကြီးတစ်ပါးကိုတွေ့လိုက်ချိန်မှာလေးထူးခြားတဲ့ပြုမှုရှိခဲ့ကြောင်းရှင်းပြပါတယ်တစ်ဖက်မှာလည်းဘိုးကြီးကခရီးယန်ဖျားเจ้าတစ်ခုအတွင်းကိုအင်ဂျီယာမဲတယောက်ဖြစ်ဟန်ဆောင်ပြီးတော့အကူအညီတောင်းတာကြောင့်ကျောင်းကသီလရှင်တွေကခွင့်ပြုပေးခဲ့ပြီးတော့အထဲကိုဝင်ခွင့်ပြုလိုက်ပါတယ်အထဲရောက်ချင်းမှာပဲသူ့ရဲ့ပုံမှန်ကိုပြလိုက်ပြီးတော့ယေရှုရုပ်ထုပေါ်ရင်မွေးဖျက်လိုက်တဲ့အချိန်မှာတော့သီလရှင်အားလုံးကရောက်လာခဲ့ပြီးတော့အဖိုးကြီးရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားခဲ့ပါတယ်တစ်ဆက်တည်းမှာပဲသီလရှင်အားလုံးကိုလည်းသွေးဆုပ်ဖို့ကောင်ဖြစ်နေဖန်တီးပစ်လိုက်ပါတယ်တစ်ဖက်မှာလည်းဂျွန်နသန်ကချုံတော်ကလွန်မြောက်ဖို့အတွက်ဆောင်းကိုအသုံးပြုပြီးတော့တန်ကြိုးဖြတ်လို့ရတဲ့ကတ်တာတစ်ခုကိုယူပြီးတော့တန်ကြိုးကိုဖြတ်တယ်ဆောင်းကိုကြိုးဖြစ်အသုံးပြုပြီးတော့ပရင်ပေါက်ကနေတွေးလောင်းခုလီရဲ့ထွက်ပြေးဖို့ကြိုးစားပါတယ်စားစရာလာဖို့တဲ့ဂွာကိုင်းတစ်ကောင်ကဂျွန်မရှိတော့တာကြောင့်ကြံဂွာကိုင်းတွေကိုအတိပေးလိုက်ပြီးတော့ဂျွန်ကိုဖမ်းဖို့ကြိုးစားရင်းနဲ့ဂျွန်ကရေခဲပြင်မော်ကိုပြုတ်ကျသွားပါတယ်ဂွာကိုင်းကြီးကရေခဲပြင်မော်နင်းမိလိုက်တာနဲ့ဂျွန်ကျပြီးတော့ရေမြုပ်ဖြစ်သွားတာကြောင့်ဂျွန်နောက်ကိုဆက်လိုက်လို့မရဘဲနဲ့လွတ်ပေးလိုက်ရပါတယ်ဒီမှာတော့ဖိုးကြီးကဒေါက်တာဒီယွန်ရဲ့ဆေးကိုရောက်လာခဲ့ပြီးတော့တပည့်ဖြစ်သူဒေါက်တာဆိုင်မွန်ကိုထိန်းချုပ်နိုင်မှုရေမွေးကိုအသုံးပြုလိုက်ပါတယ်မာရီယာရှိရာခန်းကိုလမ်းညွှန်ခိုင်းလိုက်ပြီးတော့မာရီယာနဲ့တွေ့တော့သူမအဲလီဇဘက်တာကိုရှာတွေ့ပြီလို့ဆိုတာကြောင့်မာရီယာကိုစူးချတဲ့အနေနဲ့ဆိုင်မွန်ရဲ့သွေးကိုစုပ်စီခဲ့ပါတယ်နောက်တစ်ခါမှာတော့ဖုန်းတော်ကြီးကသူ့ဒေသနာတစ်ခုပြုလုပ်နေတော့ဘလက်ရဲ့ပုံတွေကိုတွေ့ရှိခဲ့ပါတယ်တစ်ချိန်တည်းမှာပဲစီးယုံမှာမာရီယာပျောက်သွားကြောင်းနဲ့ဆိုင်မွန်လည်းသွေးဆုပ်ပုတ်ကောင်ဖြစ်သွားကြောင်းဖုန်းဆက်လာပါတယ်စစ်ဆေးကြည့်တော့ဆိုင်မွန်စီကရင်မွေးနှံကိုသတိထားမိပြီးတော့မီနာလည်းအနေရရှိနေပြီဆိုတော့ဖုန်းကြီးကတွေးမိလိုက်ပါတယ်ခဏကြာမှပဲမီနာကတကားခောက်တန်ကြားလို့ဖွင့်ကြည့်လိုက်တော့မထင်မဲ့ပဲမာရီယာကိုတွေ့လိုက်ရပါတယ်ဒေါက်တာတင်ကဆေးရုံဆင်းခွင့်ပေးလိုက်ပြီလို့ဆိုပြီးတော့ပါတီခုကိုသွားဖို့ရှိတယ်အဝတ်စားတွေလေးလိုက်နောက်ထပ်မိတ်ဆွေအစ်တယောက်လေးပါအောင်မယ်လို့ပြောလိုက်ပြီးတော့ပါတီကိုအတူထွက်လာခဲ့ကြပါတယ်ပါတီရောက်မှာတော့ဖိုးကြီးကသူ့ရဲ့ဘဝဟောင်းကဘလက်ဖြစ်ရုပ်ပြောင်းထားပြီးတော့ဇနီးဟောင်းကိုပြင်မြင်လိုက်ရတဲ့အချိန်မှာတော့ဝမ်းနဲ့ဝမ်းသာခံစားခဲ့ရပြန်ပါတယ်မီနာရဲ့လက်ကိုနမ်းလိုက်ပြီးတော့နှုတ်ဆက်လိုက်တဲ့အချိန်မှာပဲဘဝဟောင်းကမညံ့တချို့ပြန်ပေါ်ပြီးတော့မီနာဟာစိတ်မသက်မသာဖြစ်သွားခဲ့ပြီးလက်ကိုချက်ချင်းရုပ်သိမ်းပြီးတော့မာရီယာနဲ့အတူပွဲတော်တွေကိုရှောက်လေကြည့်ပါတယ်ပွဲတော်တွေမှာမာရီယာနဲ့အတူပဲမီနာကအဖျော်ရမကားတွေအစားအသောက်တွေဂိမ်းကစားစရာတွေနဲ့ပျော်ရွှင်နေပြီးတော့ဘလက်ကလည်းနောက်ကနေအမြဲတမ်းစောင့်ကြည့်နေပါတယ်တရေအိမ်နဲ့ရောက်မှာတော့မာရီယာနဲ့လမ်းကွဲပြီးတော့မီနာလမ်းပြောက်သွားတာကြောင့်ယူရီရဲ့ပေါ်လာတဲ့တရေကြောင့်လန့်ပြီးတော့အော်ဟိနေတာကြောင့်ဘလက်ကချက်ချင်းပဲကူညီပေးခဲ့ပါတယ်တနက်ပြစ်ဂိမ်းကစားတဲ့နေရာမှာလည်းမီနာကိုဘလက်ကရင်ဝင်နဲ့ထည့်ပြီးတော့တနက်ပြစ်နီးတင်ပေးနေတာကြောင့်မီနာကဘဝဟောင်းကပုံရိပ်တချို့ပြန်ပြီးတော့မြင်အောင်မိပြန်ပါတယ်ညဘက်မှာတော့ဘလက်ကမီနာနဲ့မာရီယာတို့ကိုသူ့ရဲ့ဟိုတယ်မှာတဲခုကိုဖိတ်လိုက်ပြီးတော့မီနာနဲ့ဘလက်ကစကားအနည်းငယ်ပြောပြခဲ့ပါတယ်ဘလက်ကဘဝဟောင်းကမင်္ဂလာဦးညမှာပေးခဲ့တဲ့ဂီတဘူးလေးကိုထုတ်ပြပြီးတော့တချင်းဖွလိုက်တဲ့အချိန်မှာတော့မီနာဟာတချင်းနဲ့ရင်းနှီးသလိုခံစားလိုက်ရပြီးအဲလီဇဘက်တာဘဝကိုအနည်းငယ်မှတ်မိလာတာကြောင့်ချက်ချင်းပဲနောက်ဆုတ်ပြီးတော့ဘလက်ဟာသူမကိုမော်ပညာတစ်ခုခုနဲ့လှုပ်ထားတယ်လို့ဆွဆွဲလိုက်ပါတယ်ဘလက်ကလည်းဘဝဟောင်းကအဲလီဇဘက်တာအကြောင်းနဲ့သူမရဲ့ဝိညာဉ်နဲ့ပြန်ဝင်စားမဲ့သူကိုအမြဲမျှော်လင့်နေကြောင်းရှင်းပြပြီးမြဲမီနာသူမကမီနာဖြစ်ပြီးတော့လက်ရှိဘဝကိုပဲပို့လိုချင်တယ်လို့ဆိုပါတယ်ဘလက်ကလည်းစကားထပ်မပြောတော့ဘဲနဲ့ဂီတာဘူးလေးကိုလက်ဆောင်ပေးလိုက်ပြီးတော့သူမရဲ့အိမ်ကိုပြန်ပို့ပေးခဲ့ပါတယ်အိမ်ရောက်တော့ဖုန်းတော်ကြီးနဲ့အတူဒေါက်တာတီယွန်ကနေမကောင်းဖြစ်နေတဲ့ဂျွန်နသန်ကိုကုသပေးနေတာတွေ့ရတဲ့အခါမှာတော့သူမအရန်ကိုအံ့ဩသွားခဲ့ပါတယ်ဖုန်းတော်ကြီးကဂျွန်နသန်ဘာဖြစ်ခဲ့တယ်ဆိုတာကြီးပွဲတော်မှာတွေ့ခဲ့တဲ့ဘလက်ဖိုးကြီးကရက်ဆက်တယ်ဆိုတာရှင်းပြပြီးမြဲမီနာတော့မယုံနိုင်ဖြစ်နေပါတယ်တစ်ဆက်တည်းမှာပဲသူမရဲ့လေပင်ကိုစစ်ဆေးလိုက်ပြီးတော့ကိုက်ရမရှိတော့မှစိတ်အေးသွားခဲ့ရပါတယ်မီနာလေးသူမရဲ့ခန်းထဲဝင်ကငိုကြွေးနေပြီးတော့ဂီတာဘူးလေးဖွင့်ပြီးတော့တချင်းနားထောင်လိုက်တော့သူမရဲ့အဲလီဇဘက်တာဘဝကိုပြန်မြင်အောင်နေတော့ယိုဒီရဲ့ဘလက်ပေါ်လာတာကြောင့်ချက်ချင်းပဲခန်းထဲကထွက်ဖို့ပြောလိုက်ပါတယ်ဘလက်ကလည်းပရင်ပေါက်ကနေထွက်သွားဖို့ပြင်ဆင်လိုက်တဲ့အချိန်မှာတော့အဖိုးကြီးဆိုတာမသိတဲ့ဘလက်ကိုမီနာစိတ်ပူပြီးတော့ရက်တက်မှုပြောလိုက်ပါတယ်မီနာရဲ့စိတ်ပူမှုကိုရလိုက်တဲ့ဘလက်လေးဝမ်းသာမှုကိုခံစားလိုက်ရပြီးတော့ရင်မွေးကိုမီနာပေါ်ဘယ်တော့မှမသုံးဖို့ဆုံးဖြတ်လိုက်ပြီးတော့မိဖို့ရဲ့ထက်ကမီးရှို့ပစ်လိုက်ပါတယ်
အိမ်နောက်ဘလက်ကသူ့ကိုယ်သူသွေးဆုပ်ဖို့ကောင်ဖြစ်ကြောင်းဝန်ခံလိုက်ပြီးတော့မီနာကိုတော့ဘယ်တော့မှအလိုမဖြစ်စေရဘူးလို့ကတိပေးလိုက်ပါရီရိုးရဲ့မီနာကနှာခေါင်းသွေးယူလာခဲ့တာကြောင့်ဘလက်ကသူ့ရဲ့လက်နဲ့တုပ်ပေးလိုက်ပြီးတော့သွေးကိုရက်ပစ်လိုက်ပါရီဘလက်ကအဲလီဇဘက်တာကိုနောက်ဆုံးပြောခဲ့တယ်သူမကိုချစ်ချောင်းတွေကိုမီနာကိုပြန်ပြောလိုက်ပြီးတော့မီနာလည်းလက်ခံလိုက်ပါရီနောက်ဆုံးမှာတော့မီနာကမတည်တဲ့ဘဝကိုတောင်းဆိုတာကြောင့်မီနာရဲ့လေပင်ကိုကိုက်တက်လိုက်ပါရီတစ်ဖက်မှာလည်းဘုန်းတော်ကြီးဟာဆေးရုံကဆိုင်မွန်စီကရခဲ့တဲ့ရေမွေးနှံကိုရလိုက်တာကြောင့်အဖိုးကြီးအိမ်ထဲမှာရှိတယ်ဆိုတော့သတိထားမိလိုက်ပါရီဘုန်းကြီးကတနက်ကိုကင်ပြီးတော့မီနာရဲ့အခန်းထဲဝင်ကြည့်လိုက်တော့ဘယ်သူမှမရှိတော့ပါဘူးသူတို့ကမီနာကိုဖိုးကြီးကသူ့ရဲ့ရဲတိုက်ကိုခေါ်သွားပြီလို့မှတ်ချက်ချလိုက်ပါရီဂျွန်နသန်ကရဲတိုက်ရှိတဲ့နေရာသိတာမလို့သူလမ်းညွှန်ပေးမယ်လို့ဆိုပါရီအဲ့ဒီမှာပဲမာရီယာကချစ်သူဟင်နရီကိုအာယုံဖမ်းဆလိုက်ပြီးတော့လေပင်ကိုကိုက်ဖို့ကြံနေတော့ဘုန်းကြီးနဲ့ဖွေရရောက်လာခဲ့တာကြောင့်မာရီယာကသူတို့ကိုတိုက်ခိုက်ဖို့ပြင်ပါရီဘုန်းတော်ကြီးကလည်းမာရီယာကိုတနက်နဲ့ပြစ်လိုက်ပြီးမြမာရီယာတော့တနက်မတိုးတော့ပါဘူးပြန်ထလာတဲ့မာရီယာဘုန်းတော်ကြီးကိုလေပင်ညစ်ထားပြီးတော့ဟင်နရီယာသူ့ရဲ့နောက်ကဓာတ်အုပ်ယူကသူမရဲ့ခေါင်းကိုပိုင်းချလိုက်ပါရီဘုန်းတော်ကြီးကိုလေပင်ညစ်လျက်ကြံနေတဲ့ခန္ဓာကိုယ်ကလေးလေးကျသွားပါရီဘုန်းတော်ကြီးကလည်းလော်ဝါကတိုင်ကိုယူလိုက်ပြီးတော့မာရီယာရဲ့နှလုံးတဲတဲ့ကိုထိုးကအဆုံးသတ်ပေးလိုက်ပါရီတစ်ဖက်မှာလည်းလူလေးယောက်ကအခေါင်းတစ်လုံးကိုရဲတိုက်ထဲမှာထားခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့ခဏကြာမှပဲဘလန်နဲ့မီနာတို့ကခေါင်းထဲကထွက်လာပြီးတော့ရဲတိုက်တွင်မှာမီနာကိုလိုက်ပြပါရီပြီးတော့အဲလီဇဘက်တာဝစ်ခဲ့တဲ့အင်ကြီးကိုလည်းဝစ်ဆင်လိုက်ပါရီဘုန်းတော်ရဲ့စစ်သားတွေကလည်းရဲတိုက်နီကိုရောက်လာခဲ့ကြပြီးတော့အခြေအနေကိုကြည့်ပြီးတော့အထဲကိုအပြေးလောဝင်လာကြပါပြီစစ်သားတယောက်ကတကားမကြီးကိုတနက်နဲ့ပြစ်ဖွင့်လိုက်ပြီးတော့တောအုပ်ထဲကအသင်းပြင်ထားတဲ့အမြောက်တက်ကလည်းရဲတိုက်ကိုအမြောက်နဲ့စတင်ပြီးတော့ပြစ်ခတ်ပါရီဘလက်ကလည်းမီနာကိုခန်းထဲမှာနေဖို့မှာပြီးတော့တိုက်ခိုက်ဖို့ထွက်သွားပါရီဂွာဝိုင်းနေကလည်းစစ်သားတွေနဲ့တိုက်ခိုက်ဖို့ဆင်းလာခဲ့ပြီးမြဲတနက်တန်ကြောင့်ပဲတကောင်ပြီးတကောင်ကြာဆုံးကုန်ပါရီလန်ဒန်နဲ့အင်အားကြောင့်ရဲတိုက်ကိုခဏအတွင်းမှာပဲတိမ့်ပိုက်လိုက်ပြီးတော့ဂျွန်နသန်ကဘုန်းတော်ကြီးနဲ့သူ့ရဲ့ဖွဲ့ကိုမြေအောင်ခန်းကိုလမ်းညွှန်ပေးလိုက်ပါရီမီနာကလည်းသူတို့လာတာကိုမြင်လိုက်ရတာကြောင့်တကားကိုလောချကပိတ်လိုက်ပါရီမြေအောင်ခန်းထဲကိုရောက်တော့စစ်သားတွေကအခေါင်းကိုတနက်နဲ့ပစ်လိုက်ပြီးတော့ကံမကောင်းစွာနဲ့ပဲဘလက်ကဂျွန်နသန်ရဲ့နောက်ကနေပေါ်လာခဲ့ပြီးတော့ဂျေဇူးကန်းနေလို့ပြောရင်းနဲ့တက်ပစ်လိုက်ပါရီအိမ်နောက်စစ်သားတွေကိုလည်းတယောက်ပြီးတယောက်ကိုအနိုင်ယူလိုက်ပါရီတစ်ဖက်မှာလည်းစစ်သားတွေထပ်မံရောက်ရှိလာခဲ့ပြီးတော့ဘလက်ကလည်းတယောက်ထင်းနဲ့စစ်သားတွေကိုတိုက်ခိုက်နေပါရီဟင်နရီကဘလက်ကိုတနက်နဲ့ပြစ်လိုက်ပြီးမြဲဘာမှမဖြစ်တဲ့ဘလက်ကြောင့်တုန်လှုပ်နေပါရီဘလက်ကလည်းဟင်နရီရဲ့လေပင်ကိုကပ်ပြီးတော့သွေးဆုပ်ဖို့ကောင်ဖြစ်နေပြောင်းပေးလိုက်ပါရီပြီးတော့စစ်သားတွေထက်ဝင်မလာနိုင်အောင်လို့တကားကိုပိတ်လိုက်ပြီးတော့ဖုံးတော်ကြီးနဲ့ထိတိုက်တွေ့ပါရီဖုံးတော်ကြီးကဖျားသခင်ကသူဖန်ဆင်းခဲ့တဲ့လူသားတွေဟာသူ့အတွက်နဲ့လူသက်တာမျိုးဘယ်တော့မှမလိုလားခဲ့ဘူးလို့ရှင်းပြနေပါရီနောက်ပြီးတော့ဖျားသခင်ကဘလက်ကိုကေတင်မှုငါ့ကိုဆေလွတ်လိုက်တာလို့ဆိုတော့ဘလက်ကလည်းငါးရဲ့တူတဲ့သောကေတင်ရှင်ဟာမီနာပဲရှိရလို့ပြန်ပြီးတော့ခြေပပါရီအဲ့ခါမှာဘုန်းတော်ကြီးကမင်းဟာသူမရဲ့ကျိန်စာတင်ရဖြစ်လာလိမ့်မယ်လို့ဆိုပါရီတစ်ချိန်တည်းမှာပဲမီနာရဲ့အော်ဟစ်တန်ချတာကြောင့်ကူညီဖို့အတွက်ဘလက်ကအပြေးလွှားသွားခဲ့ပါရီသူရဲ့ကွာဝိုင်းကြီးကစစ်သားတွေနဲ့တိုက်ခိုက်နေပြီးတော့ဘလက်ကမီနာရှိရာအခန်းထဲကိုရောက်มาတော့မီနာကိုပွေးဖက်လိုက်ပါရီနောက်ကလိုက်လာတဲ့ဘုန်းတော်ကြီးမြင်တော့တကားကိုပိတ်ချလိုက်ပါရီဘုန်းတော်ကြီးကပြင်ကနေပြီးတော့မီနာကိုတကယ်ချစ်ရင်မှန်ကန်တဲ့နီလန်းကိုရွေးချယ်ရမယ်လို့ဆိုတာကြောင့်သဘောပေါက်တဲ့ဘလက်ကမီနာကိုခန်းထဲမှာထားခဲ့ပြီးတော့တကားကိုပိတ်လိုက်ကကြောပြီးပြီးတော့ရင်ကိုကော့ထားလိုက်ပါရီဘုန်းတော်ကြီးကလည်းဖျားသခင်ကိုတိုင်နေပြီးတော့လက်ဝါးကတ်တိုင်နဲ့ဘလက်ရဲ့နှလုံးသားကိုထိုးကတက်ပစ်လိုက်ပါရီအသက်မဲ့သွားခဲ့တဲ့ဘလက်ရဲ့ခန္ဓာကိုယ်ကဖိုးကြီးဖြစ်ပြောင်းလဲသွားခဲ့ပြီးတော့မီနာကခန်းထဲကိုထိလိုက်ပြီးအဖိုးရဲ့ရုပ်ခန္ဓာမပြောက်သွားခင်ဆူတောင်းလိုက်တဲ့အချိန်မှာပဲရဲတိုက်ထဲကမီးတွေအလုံးငြိမ်းသွားခဲ့ပြီးတော့ဂွာခိုင်းနေကလည်းလူသားကလေးပြန်ပြီးတော့ဖြစ်လာပါတော့တယ်ဂျွန်နသန်ဟာမီနာကိုလာရှာတဲ့အချိန်မှာတော့ပြာရီကိုကြည့်ပြီးတော့ငိုနေတာကြောင့်သူမဟာသူ့ကိုတကယ်မချစ်ဘူးဆိုတာသိလိုက်ရတာကြောင့်လဲထွက်လာခဲ့လိုက်ပါရီရဲတိုက်ရဲ့ပြင်မှာလည်းဖိုးကြီးခေါ်ဘလက်ရဲ့ပြာရီကကောင်းကင်မှာပြန့်လွင့်နေပြီးတော့ဇလန်လေးကိုအဆုံးသတ်ထားပါရီဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးလို့ကျေးဇူးအများကြီးတင်ရှိပါရခင်ဗျာနောက်များမှာလည်းခုလိုဇလန်ကောင်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်သွားပေးကြပါဦးခင်ဗျာ